Thai e-visa လို့ခေါ်တဲ့ tourist visa ကိုရှောက်တော့မလို့လားအားလုံးမင်္ဂလာပါကျွန်တော်ကတော့ budget travel guide ကမီယိုပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်စီကို service လာတဲ့ customer တွေရောလာမေးတဲ့သူတွေရောက Thai e-visa tourist visa နဲ့ပတ်သက်ပြီးမေးတဲ့မေးခွန်းတွေကိုကျွန်တော် share လုပ်ပေးသွားမယ့်ဗီဒီယိုပဲဖြစ်ပါတယ် Planning to visit Thailand ထိုင်းနိုင်ငံကိုသွားရောက်လည်ပတ်ဖို့စီစဉ်ရှိပြီဆိုရင် Thai tourist visa ကိုသိထားဖို့လိုအပ်ပါတယ် Thai tourist visa မှာဆိုရင် visa types အမျိုးအစားက2မျိုးရှိတယ် single entry Thai tourist visa နဲ့ multiple entry Thai tourist visa ဆိုပြီးတော့ single entry Thai tourist visa ဆိုရင်ထိုင်းနိုင်ငံမှာရပောင်း60ထိနေဝင်ပေးထားပြီးတော့နောက်ထပ်ဆက်ပြီးနေကြသေးတယ်ဆိုရင်နောက်ထပ်ရပောင်း30တက်တန်းတိုးလို့ရပါသေးတယ်တိုးတယ်ရပောင်း90multiple entry Thai tourist visa က6လအတွင်းအကန့်အသတ်မရှိထိုင်းနိုင်ငံကိုဝင်ရောက်သွားလာလို့ရပါတယ်။ထိုင်းနိုင်ငံကိုတစ်ခါဝင်ရင်ရက်ပေါင်း60အထိနေထိုင်ခွင့်ပေးပြီးတော့ single visa လိုပဲဆက်ပြီးတော့နေကြသေးတယ်ဆိုရင်ရက်ပေါင်း30ဒေါ်လာတက်တန်းတိုးလို့နေထိုင်လို့ရပါတယ်။ကျွန်တော်စီကိုဘယ်လိုလူမျိုးတွေက e-visa လို့ခေါ်တဲ့ Thai tourist visa ကိုရှောက်ကြတာများလဲဆိုရင်ထိုင်းနိုင်ငံကိုရက်ရှည်လာရောက်လက်ပဲကြမဲ့သူတွေကျောင်းတက်ဖို့ visa process run မဲ့သူတွေစေကူတာဖို့အတွက်လိုအပ်တဲ့သူတွေ third country သွားဖို့အတွက်ခေတ္တခဏလာရောက်နေကြတဲ့သူတွေထိုင်းနိုင်ငံကိုလာရောက်လည်းပဲနေမှာအလုပ်ရှာမဲ့သူတွေအစားရှိတဲ့ဖြစ်သူတွေ e-visa လို့ခေါ်တဲ့ Thai tourist visa ကိုရှောက်ထားကြတာများပါတယ် e-visa Thai tourist visa ရှောက်ဖို့အတွက်လိုအပ်တဲ့ document တွေက passport bound page တပ်ပုံအိမ်နောက်စုမိတ်တူရှင်းအောင် bank statement ပေးပို့ရုံနဲ့ e-visa လို့ခေါ်တဲ့ Thai tourist visa ကိုရှောက်ထားလို့ရပါပြီ visa process fees တန်ရုံးတုံးတွေက single entry Thai tourist visa ဆိုရင်$40 multiple entry Thai tourist visa ဆိုရင်$200ပေးရမှာဖြစ်ပါတယ်ကျွန်တော်စီကိုအသေးစိတ်မေးမြန်းပြီးစာပေအချက်များအတွက်က budget travel guide page messenger မှာမေးမြန်းနိုင်တယ်လို့ Viber နံပါတ်39ကို956နဲ့323ကိုလည်းလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ထပ်ပြီးတော့ inform လုပ်ပေးချင်တာက customer အများစုထင်ကြတာကမြန်မာနိုင်ငံထိုင်းတိုင်းရုံးကနေပြီးတော့ခွင့်ပြုပေးလိုက်တဲ့ visa စာရွက်ထဲက date ကဥပမာ built from တရင်းနီဂျုံကနေ until from 30 August လို့ရေးထားပေမဲ့လည်းထိုင်းအဝင် immigration မှာ officers ကရပောင်း60ပဲ passport တွေကိုထုတ်ပေးပါလိမ့်မယ်ကျန်တဲ့ရက်30ကထိုင်းနိုင်ငံမှာရပောင်း60နေပြီးတော့ကြာမှထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ immigration ရုံးမှာတက်တန်းတိုးအောင်မှာပါလို့ sharing လုပ်ပေးရင်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာ info တွေသိရဖို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ကြပါလို့ပြောကြရင်ကြည့်ရှုမှုကိုကျေးဇူးတင်ပါတယ်ဗျာ